ငါလာနေအောင်ဒီလောက်ဆွဲဆောင်မှုရှိအောင်ဂရုစိုက်နေကြရတာဒီလောက်အိုစနာကြနေဟာမယောကိုကဘာလို့ဆွဲလန်းနေရလဲ မယားကြီးငုတ်တုတ်ရှိရတာနဲ့စနိုက်ကြော်ရဲဆိုမှတော့ သူတို့နှစ်ယောက်ထဲအတစ်ယောက်ငါတက်ကြလိုက်ချင်တာ အောင်လန်းနေပါ ဒီရွာလူတွေတော်တော်များများညီမေကဝေမကြီးရဲ့သားတော်ဖြစ်ခဲ့ကြတာကို သူစားအခုလိုလေးလုံနေရတာကိုချစ်လို့နော် အဲ့ဒီမိန်းမောင်မျက်လုံးထဲမှာကြိတ်လို့မရဘူး ဘာမှကျမအလုပ်ကြီးမုန်းနေရအောင်ပေါ့ရဲ့မကြီးကျမဘာရင်များကောင်းတိုက်လိုက်လို့လဲကောင်းလားကောင်းလို့လက်နဲ့တော့ မင်းဘာဖြစ်လို့အဲ့တော့ငါမြတ်သွားနေရတာလဲကိုပြောစာလို့ သူ့ကိုယ်ကိုဝင်ပို့လိုက်တော့